အိမ်ကိုဆွမ်းစားကြဖို့တန်ခါကိုပင့်တယ်အဲ့တော့တန်ခါပင့်တယ်ဆိုတာတန်ခါလို့ရည်အတွက်တာအနည်းဆုံး၄ပါးဝီနည်းနဲ့ပတ်သက်လာရင်၄ပါးမှတန်ခါလို့ခေါ်တယ်ပေါ့အဲ့တော့တန်ခါကိုပင့်တယ်တန်ခါကိုပင့်တဲ့အခါကျတော့သူနဲ့ပတ်သက်တဲ့နတ်တွေကသူ့ကိုကြည်ညိုတဲ့နတ်ဆိုတာရှုံရင်လည်းယုံမယုံရင်လည်းနေပေါ့လေကိုမမြင်ရတဲ့တရားတွေကိုယ်စီမှာတော့ရှိနေတာတော့သိချတယ်ပေါ့နော်ရှိနိုင်တာပေါ့ရှိနေတာပေါ့နတ်ကတော့အချွန်တက်နဲ့ကိုပြနေမှာတော့မဟုတ်ဘူးပေါ့နတ်မတယ်ဆိုတာလဲအချွန်တက်နဲ့လာပြီးတော့မဟုတ်တာတရားမတယ်ဆိုတာလဲနော်တရားမင်းကြီးကကောင်းကင်ဆင်းလာပြီးတော့လာမဟုတ်တာကျန်စင်မင်းရဲ့ဝတ္ထုတဲ့တောင်မှပဲကျန်စင်မင်းကြီးအနောထာကဘုရင်ကြီးကမျက်လို့ဖမ်းမလို့လုပ်တဲ့အခါသူထွက်ပြေးရတယ်ထွက်ပြေးတဲ့အခါအောင်သာဘက်ကိုမြစ်ကိုဖြတ်ပြီးတော့ပို့ပေးတာတန်ခါတဲ့သားဖာပို့တယ်ပြောတကယ်တော့အဲ့ဒါမင်းမဟာဂိရိကပို့လိုက်တာတဲ့တန်ခါတဲ့ရောင်ဆောင်ပြီးတော့ပို့ပေးတာနောက်တော့ပြန်ပြောအဲ့လိုပဲပေါ့နော် highway မှာလူသူမနီးတဲ့နေရာမှာကားပြက်နေတယ်ကိုယ့်အတိတယောက်ကရောက်လာပြီးတော့ဘာဖြစ်တာတော့ဆိုလာကူသွားတယ်ကြုံရတယ်ခါတယ်လေအဲ့တော့လေဒါနမ်းမာတာပဲပေါ့နော်နမ်းမာတာပဲပေါ့တို့ခီးသွားတဲ့အခါမှာလည်းပဲဒါမျိုးကုညီမဲ့လူပေါ်လာတာဒါနမ်းမာတယ်လို့ခေါ်တာသူ့အပေါ်မှာခင်မင်နဲ့နတ်တွေကသူ့ကိုဘာလာပြောတော့ဆိုတထေးတဲ့ပင့်ထားတဲ့တန်ခါတွေကဘယ်ဘုန်းကြီးကဥပဒောဘာကဝိမု ക്ത ယဟန္တာဥပဒောဘာကဝိမု ക്ത ယဟန္တာဆိုတာဆံလဲရတယ်ယဟန္တာလည်းဖြစ်တယ်အကျဉ်းချုပ်ပြောမယ်ဆိုရင်နော်ဆံလဲရတယ်ယဟန္တာလည်းဖြစ်တဲ့ပုဂ္ဂိုလ်ဥပဒောဘာကဝိမု ക്ത ယဟန္တာကြီးလို့ပြောတယ်နောက်တတိဘေကုတော်ကတော့ပညာဝိမု ക്ത ယဟန္တာကြီးပညာဝိမု ക്ത ဆိုတာဆံတော့မရဘူးသို့တော့အသိပညာဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ပညာဖြင့်ကိလေသာကလွတ်တဲ့ပုဂ္ဂိုလ်နောက်တတိပင့်တဲ့ဘုန်းကြီးတွေကဘေကုတော်ကဖြင့်ကာယတက္ခိဆိုတဲ့အရိယာပုဂ္ဂိုလ်ဖြစ်တယ်ကာယတက္ခိဆိုတာပထမဇန်ရပြီးတော့နောက်တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်ဇန်အရင်ရပြီးတော့မှအဲ့ဒီဇန်ကနေတစ်ဆင့်